တော်ဒီနေ့တော့ဒါကျွန်တော်ဒီကားလေးကိုဒါကိုယ်သွားလဲမလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုရတော့ဝယ်ထားပြီပေါ့နော်ကျွန်တော်သွားတက်ရမှာပါကျွန်တော်ဘာလို့ကိုယ်တက်ရလဲဆိုတာလည်းအကြောင်းရှိပါတယ်ကျွန်တော်ကိုယ်တွေဆက်ပြပါဒီမှာကြည့်ဒါလောလောဆယ်တက်ထားတာ Walk S1 ပေါ်မှာဒါ Chrome rim နေပါ19လက်မဖြစ်ပါတယ်ဒါပေမဲ့ပြဿနာကဒီမှာကြည့်လုံးဝဒါတွေကမလှဘူးပေါ့နော်ကိုရတော်ရွဲနေပါနော်ဒီလိုတွေဖြစ်နေတယ်ဒီရှင်းနှစ်ဘင်းကနည်းနည်းလိန်နေပါနော်ကိုရလိန်တဲ့ခါကျတော့ကျွန်တော်ဒါ90တရားလောက်မောင်းပြီဆိုရင် CR အရန်ခရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလည်းအနေများပါတယ်ဆိုတော့ကျွန်တော်နေကိုသွားလဲပါပါဆိုတော့လိုက်ခဲ့ပါကဲဒါကျွန်တော်အခုတော့ဒါဖိုင်ရောက်ပါပြီဆိုတော့အခုလဲမဲကတော့ဒီကောင်လေးဖြစ်ပါတယ်ဒါ Walk S1 မဲ S1 ကိုမှဒါဆက်ခွန်မယ်ဒါပေမဲ့ဒီအကျယ်ကတော့ဒီကောင်6လက်မရှိတယ်ကျွန်တော်တက်ထားတဲ့ကောင်က8လက်မဆိုတော့နည်းနည်းတော့အပြင်ကိုထွက်မယ်ဘယ်လိုနေမလဲချက်ရှိုးကြည့်ရပါကျွန်တော်အခုစမ်းတက်ကြည့်မှဖြစ်ပါတယ်ဘယ်လိုနေမလဲပေါ့နော် fit man fit เหรอลองดูเพราะว่าน้ำร้อนมาကိုရကြီးနေတော့ရှော့ပန်းနဲ့သွားတိုက်နေနော်နောက်ထပ် spacer လေးနောက်တစ်ခုထပ်ထည့်ကြည့်မယ်အိုးဖွာလွတ်မလားပေါ့ตามมาเธอมีห้องเร็วห้องมาဒီမှာသွားတိုက်နေပါနော်စင်ပြေပါမလားမသိဘူးကဲချင်းတွေကတော့ဒါကျွန်တော်ကားကအခုဝယ်ထားတဲ့18လက်မဘိန်းနဲ့တော်ဘူးပေါ့နော်မတော်ဘူးဆိုတော့အခုက15လက်မပြန်ပြောင်းဖို့ no take ဒါ15လက်မပဲပြောင်းတက်ဖို့ပလန်လိုက်တယ်ပေါ့နော်ဆိုတော့အဲဒီ15လက်မတော့ကျွန်တော်အစကတည်းကရွေးထားတဲ့ဒီဇိုင်းပဲဒါပေမဲ့ဒီတက်လိုက်ရင်ကျတော့ဒီ18လက်မပို့ပြီးတော့လှတယ်ပို့ပြီးတော့ဘိုးဖြစ်ပြီးတော့ကွဲခွင့်နေတဲ့လွတ်ပြရပေါ့နော်15လက်မကျတော့လောက classic ကားဘိုက်ပြတယ်ဆိုတော့ကျွန်တော်ဒါ18ပဲတက်မယ်ကျွန်တော်ပလန်ထားတာဒါပေမဲ့အခုဘင်းကဘလို့မှတက်လို့မရဘူးကျွန်တော် short ဘားနဲ့သွားတိုက်နေတော့တက်လို့အဆင်မပြေဘူးပေါ့နော်ဆိုတော့ဒါအခုကျွန်တော်15လက်မတက်ပါမယ်ကဲဆိုတော့ဘင်းကတော့ဒီမှာပါဆိုတော့ဒီအပေါက်ကိုချက်ရမှာပေါ့နော်ဆိုတော့ဆက်နဲ့လုပ်ပေးမယ်ပြောပါလေปั่นง่ายกว่าเตรียมแอปพลิเคชัน ใช่เรียนကဲနောက်ဆုံးတော့ဒါကျွန်တော်တက်လို့ရတော့ပါပြီ fitman ကလည်း okay ပါတယ်ဒီမှာ show လိုက်ကွတ်တီပဲပေါ့နော်ကဲ fitman ကတော့ကွတ်တီပဲကွတ်တီပါပဲတီပါပဲကွတ်တီပါပဲတော်တော်နှိမ့်သွားတယ်တော်တော်နှိမ့်သွားတယ်ပြောရမယ်တော်တော်နှိမ့်သွားရင်ပဲ okay ပါတယ်တော့ပြီးမှမောင်းကြည့်ရပါဒီဘက်ဘယ်နှစ်ရှိလဲတော့မသိဘူးဘက်ကဖြုတ်ကျင်တယ်က
တွေထည့်ပြီးတော့